Othada kama deyetu abamado vidana wa Dhammaka bedezi vidam dhammadanu rakadi Kula Bodho amyukondati Kama deyetu longan kaisa pyuloya thana donai Othada tata jwa jwa pyuloi Abamado mami melayoti hodo wa pyui Vidana wa siman pyulo chinshi Dhammam Shweta lonke tongse lon napa sumaja nimya zwa Ziwikam adamwe mugo kapeti pyui Dhammaran shawwe sudong atito pyasi usago Anurakati Asimabya sangshawi Myammaw ma jiwa jaung tutte jaung sulo shi Number 1 Wariyaရှိရမယ်Number 2ကိုယ်ပိုင်ဆိုင်တဲ့စီးပွားဥစ္စာတွေကိုခံွယ်ပြီးတော့သုံးသင့်တဲ့နေရာသုံးဖြုံးသင့်တဲ့နေရာဖြုံးရမယ်သမန္တပိတိဇီဝိတံဝင်ငွေထွက်ငွေကလည်းပဲမျှပြီးတော့Dhammana anurakati ဆိုပြီးတော့မိမိရရှိပိုင်ဆိုင်လာတဲ့ပစ္စည်းဥစ္စာတွေကိုမပြောက်အောင်မပြတ်အောင်နေပြီးတော့ထားရမယ်အဲ့ဒီလိုထားပြီးတော့မိတ်ဆွေကောင်းတငယ်ချင်းကောင်းတွေရှိမယ်မွေးမယ်ပေါင်းသင်းမယ်ဆက်ဆံမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စီးပွားဥစ္စာတွေဟာဒီအလားတိုးတက်ပြီးတော့လာမယ်။ဒါကြောင့်ကြီးပွားအောင်မြင်အောင်ဝရိယရှိပါစီမံခန့်ခွဲမှုကောင်းပါသည်မိတ်ဆွေကောင်းတွေရှိပါသည်အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာတွေကိုမပြောက်ပြက်အောင်မသုံးသင့်တာမသုံးရအောင်မဖြုံးသင့်တာမဖြုံးရအောင်သေချာထိမ့်သိမ်းစောင့်ရှောက်ပြီးတော့စီးတဲ့ရေဆယ်တဲ့ကစင်းလို့နေထိုင်ကျင့်သုံးနိုင်ကြမယ်ဆိုရင်တဲ့လက်ခိဘဝမှာကြီးပွားတိုးတက်အောင်မြင်ကြရမှာကအမှန်ဖြစ်ပါတယ်